နင်းညနေမှာစင်ပြိုင်ကစားခဲ့ကြတဲ့အာဆပ်လာယူ19အုပ်စုပွဲစဉ်တွေမှာတော့အိုမန်ကနီဘောကို9-9မစီနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့သလိုဆီးရီးယားကလည်းအာဖဂန်နစ္စတန်ကို3-2နဲ့နိုင်ပွဲစတင်ရရှိခဲ့ပါတယ်